ကျွန်တော်ကိုမေကွန်းတော်တော်များများပေါ့နော်ကျွန်တော်မေးခံမှုတယ်ကျွန်တော် seminar တွေမှာကျွန်တော် corporate training တွေသွားတဲ့အခါမှာနောက်မှလည်းသင်တန်းတွေမှာပေါ့ဗျာ Q&A session တို့ဘာလို့မှမေးခံရတာအရောင်းအကောင်းမှုအတွက်ကျွန်တော်တို့အရောင်းသမားတွေဘယ်လိုရှိနေရှိရကျွန်တော်ရှိမှပြောခဲ့ပါပြီ CAS မှတ်မိလိမ့်မယ် knowledge attitude skill အဲ့သုံးခုလုံးပြည့်မှရောင်းအကောင်းမှာဒါပေမဲ့ကျွန်တော်တို့ skill အနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်အဓိကအရေးကြီးဆုံး skill နှစ်ခုဒီဘာလဲလို့ပြောရင်ကျွန်တော်တို့က listening နဲ့ questioning skill ဖြစ်တယ်နားထောင်နိုင်စွမ်းအားနဲ့မေးခွန်းမေးတတ်တဲ့ skill အဲ့နှစ်ခုမရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး customer ပြဿနာကိုကျွန်တော်တို့ဖော်ထုတ်လို့မရတော့ဘူး customer ဘာလိုချင်မှန်းကျွန်တော်တို့မသိတော့ဘူးအဲ့ခါကျရင်ကျွန်တော်တို့ဘာပေးရမှန်းမသိတော့ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘာလုပ်ကြမလဲပြောဒီ listening နဲ့ questioning skill ဒီအရေးကြီးတဲ့ skill တွေဖြစ်ပါတယ်ဟုတ်ပြီနော် listening နဲ့ questioning skill ဒီတကယ်ကိုအရေးကြီးတဲ့ skill တွေဖြစ်ပါတယ်ကျွန်တော်စီကန်းတစ်ခုသွားနေမကောင်းအားလုံးနေမကောင်းဖြစ်ဘူးလေလူတွေကြီးပဲမြင်ကြည့်အောင်ခဏကျွန်တော်စီကန်းသွားတယ်ဗျာကျွန်တော်စီကန်းသွားတယ်ကျွန်တော်စီကန်းလာဟုတ်ကဲ့လာခဲ့ပါဝင်ထိုင်ပါကလေးပြောကျွန်တော်ဂရင်မော်ထိုင်ခိုင်းစီးထိုးချလိုက်ကျွန်တော်အဲ့ဆရာဝန်ကျွန်တော်ဘယ်လိုထင်ဒီကောင်ကဘာလုပ်တာလဲအဲ့ဒီလိုပဲဈေးရောက်တဲ့ခါမှာ customer ရဲ့အကြောင်းကိုမသိတော့ဘဲနဲ့ယူပါဝယ်ပါလုပ်နေတယ်ဆိုရင်ကျွန်တော်တို့ customer အထင်ကြီးမှာမဟုတ်ဘူးလေးလည်းမလေးစားတော့အဲ့လိုရှိအဲ့တမားတို့ကျွန်တော်တို့ကကျင့်မလို့အဲ့တမားတို့တွေဘယ်လိုကျင့်လဲပေါ့တမားတို့နံပါတ်1ကကျွန်တော်တို့ကတမားတို့ဒီပုံမှန်ဖြစ်ဘာလုပ်လို့ရှိတယ်အရင်တော့ဘာဖြစ်ခဲ့လဲအခုရောဘာတွေဖြစ်နေလဲဟုတ်နော်တကယ်ပြဿနာကဘာလဲပြီးတော့မှဒီကုထုံးတွေသုံးရင်တော့ဖြစ်နိုင်ပါတယ်ကျွန်တော်အကြံပေးချင်တာတော့ဒီကုထုံးပါအဘယ်ကုထုံးနဲ့သွားကြမလဲဒါပဲအဲ့ဈေးရောက်တဲ့လူကလည်းအဲ့လိုပဲဖြစ်ကြမှာ customer ရဲ့ပြဿနာကဘာလဲသူအရင်တော့ဘာတွေသုံးခဲ့ဘူးလဲဥပမာကျွန်တော် cosmetic ပြောလို့ cosmetic ပဲဆက်ပြောလိုက်ပါ cosmetic သုံးလို့ဆိုတော့ဟို customer အကိုကြီးအမရဲ့အရင်တော့ဘာတွေများသုံးခဲ့ဘူးသေးလဲဘာတွေပြဿနာရှိလားကျွန်တော်တို့ဘာထွက်တယ်ညာထွက်တယ်ဘာတွေတော့သုံးခဲ့ဘူးလဲပေါ့အခုပြဿနာကဘာအခုတကယ်ပြဿနာကတော့ watch and ထွက်တယ်ပေါ့အဲ့ဒါဆိုရင်တော့ပျောက်ဖို့အတွက်ဆိုတော့ဘာလေးသုံးလို့ရတယ်ဒါလေးသုံးလို့ရတယ်ကျွန်မ recommend ပေးရတော့ဒါလေးနဲ့ဆိုအမနဲ့တင်တော့ဒါမျိုးဖြစ်ကြအောင်customer လာနဲ့ကျွန်တော်တို့ကတန်းပြီးတော့ဒါလေးယူသွားပါဆိုရင်သွားပြီပြဿနာရှိတယ်သူကဝယ်နေကြဆိုတော့တမျိုးဝယ်နေကြကိုထပ်လာဝယ်ဆိုတော့တမျိုးပေါ့အခုမှလာတွေ့ရလူဆိုတော့ကျွန်တော်တို့ကတေချာလေး customer ရဲ့ပြဿနာအခက်အခဲတွေကိုသိအောင်လုပ်ပြီးတဲ့အခါကျတော့မှရောင်းရင်ပို့ပြီးတော့ထိအောင်မှာဖြစ်တယ်ကျွန်တော်တို့မေးခွန်းတွေမေးပြီးတော့ရောင်းတဲ့နည်းလေးတွေရှိတယ်ဒါ open question selling လို့ပါခေါ်တယ်ကျွန်တော်တို့အရင်ကဒီထိန်းတန်းရောင်းသမားတို့ဘာလို့မှကျွန်တော်တင်တယ်နော်ဆိုတော့ဘာလို့ပြောကျွန်တော်မေးခွန်းမေးရင်းနဲ့ကိုယ့်ရှိရနေဝယ်ဝအောင်လုပ်လို့ရတဲ့နည်းလေးတွေလည်းရှိတယ်โอเคဆိုတော့ဒီမှာကျွန်တော်တို့ဘာပြောမလဲလို့ပြောရင်ကျွန်တော်တို့မေးခွန်းမေးဖို့လိုလာပြီဆိုရင်မေးခွန်းအမျိုးအစား2မျိုးကိုသိရမယ် customer ကိုဘယ်လိုအခြေအနေမှာဘယ်လိုမေးခွန်းမျိုးမေးမလဲဆိုတာကိုလည်းကျွန်တော်တို့သိရမယ်တခုကဘာလဲလို့ပြောကြကျွန်တော် open question ဟာအကိုရဲ့အနာဂတ်အိမ်မက်လေးကိုပြောပြပါဦးနောက်7နှစ်လောက်ညဘာဖြစ်ချင်လဲဗျာသူကြိုက်တာပြောလို့ရတယ်အိမ်တော်ပြုမယ်ခါကြီးကိုပတ်မယ်ဘာပြစ်မယ်ညာပြောချင်တာပြောလို့ရတယ်အဲ့ဒါ open question ကြိုက်တာသူ့ရဲ့ရင်ထဲမှာရှိနေတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ကထွက်လာစေချင်တယ်ဆိုကျွန်တော် open question ပေးတယ်ပြီးတော့မှကျွန်တော်တို့ကအချက်လက်ကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့က close question ပေးတယ်အခုအသက်ဘယ်လောက်ရှိပြီလဲသူအသက်ပဲပြောလို့ရတယ်တခြားပြောလို့မရဘူးဟုတ်နော်အဲ့ဒါပဲအခုမမနေရလဲခင်ဗျအခုဘယ်နှခုယူမလဲဘယ်နှဖယူမလဲအဲ့ဒါပါလေ close question အချက်အလက်ကိုတိတိကျကျသိချင်တယ်ဆိုကျွန်တော် close question ပေးတယ် open question ဆိုတော့စကားတွေများပြောချင်လာတယ်ဆိုရင်ပါဘူးလေ open question ပေးတယ်အဲ့တော့ငါဒီ customer ရှိရဘာလို့ချင်တာလဲပေါ့အချက်လက်လို့ချင်တာလားဒါမှမဟုတ်ရင်စကားများပြောတော့လို့ချင်တာလား you need to decide အဲ့ဒါမျိုးစဉ်းစားဖို့ကကျွန်တော်တို့ကကိုယ့်ရဲ့မိကုံပုံစံပြောင်းပြီးတော့မေးပါဖို့လို့ဒါမိကုံမိတဲ့ခါနော်နောက်တစ်ခုကကျွန်တော်တို့ကဒါလေးကိုကျွန်တော်ဗာပြောချင်တယ်လို့ပြောရင်ရောင်းတဲ့အခါမှာ story တွေခုနအကိစ္စပြောခဲ့လို့ဒါလေးကိုနည်းနည်းလေးထည့်ပေးတယ်အဲ့တော့ဘာလဲလို့ပြောရင် customer story နဲ့ရောင်းလို့ရတယ် company story နဲ့ရောင်းလို့ရတယ် product story ရောင်းလို့ရတယ် own story နဲ့ရောင်းလို့ရတယ်ဈေးရောင်းရင် company story ရောင်းလို့ရတယ် company story ဆိုတာကျွန်တော်တို့ company ရဲ့ယက်တီချက်ကတော့ဘယ်နှခုနှစ်တည်းတည်ထောင်ခဲ့ပြီးတော့ဘယ်လိုယက်တီချက်နဲ့ဘယ်လိုဖြတ်သန်းနေခဲ့ပါတယ်ဘာညာအဲ့ဒါ company story နဲ့ရောင်းတာခုနောက်ပိုင်း Apple product တွေကဘာနဲ့ရောင်းလဲ company story နဲ့ရောင်းတယ် company story သူတို့ရဲ့ယက်တီချက်နဲ့ think different ဘာညာ inspiration ပေါ့ဗျာအဲ့နဲ့ရောင်းတယ်နောက် product story ဒီပစ္စည်းကိုဘာကြောင့်ထုတ်တယ်လဲဒီပစ္စည်းရဲ့ယူချက်ကဘာဒီပစ္စည်းရဲ့ idea လေးကဘယ်ရခဲ့တယ်
ကျွန်တော်တကယ်ချင်းအခုငရုတ်သီးတွေထုတ်ရောင်းနေငရုတ်သီးအနှစ်story သူရဲ့ story ကတမျိုးပေါ့လေနော်သူနေကိုသွားရင်းနဲ့အဲ့မှာထမင်းစားတော့အဲ့ဒီငရုတ်သီးငပိချက်ကျွေးတာအဲ့ဒီသဘောကျပြီးတော့စားတဲ့အချိန်မှာအဓာရီယိုရာနိုင်ငံတကာတင်သွင်းနိုင်မယ်ဆိုရင်ဘယ်လောက်ပါဖြစ်မလဲ product story အဲ့လိုရောင်းလို့ရတယ်နောက်တော့ customer story ကရှင်းတယ်ကိုပစ္စည်းကိုဝယ်သွားပြီးတော့ customer စိတ်ကြည်နေမှုဘယ်လောက်ရှိသွားလဲနော်ကျွန်တော်တို့ဆိုရင် customer story နဲ့ရောင်းတာများတာပေါ့တော်တော်များများ customer story ကပိုထိရောက်တယ်သူတို့လိုပဲတူတဲ့လူတွေကြောက်လာတယ်အဲ့ဒါ sales manager တွေအခုကျွန်တော်တို့ page မှာသွားကြည့်လိုက်ကျွန်တော်ရှိမှတက်နေတဲ့လူတွေအများကြီးပဲသူတို့တွေတကယ်လောက်တဲ့လူပေါ့နော်တကယ်လောက်ဆိုတော့ video ပြီးအောင်ကြည့်တယ်ပြီးအောင်တက်တယ်တကယ်အကျိုးရှိတယ်အဲ့သူတို့လာပြောတယ်ရေးပေးကြတယ်ကျွန်တော်တို့လည်းဝမ်းသာတယ်နော်အဲ့တော့ customer story နဲ့ရောင်းလို့ရတယ်နောက်တစ်ခါ own story co story နဲ့ကိုကျွန်တော်ဘယ်လိုကြုံတွေ့ခဲ့တယ်ကျွန်တော်အရင်တော့ဘယ်လိုခက်ခဲတွေရှိခဲ့တယ်အဲ့မှာကျွန်တော် DPCP ကိုတွေ့ပြီးတော့သဘောကျသွားတယ်အဲ့မှာကျွန်တော်အဲ့ဒါကြောင့်မို့ကျွန်တော်ရောင်းတယ်ဒါပဲနော်ကျွန်တော်တို့ story ဆိုတာတကယ်ကျွန်တော်ဖန်တီးထားတာဗျာပုံဝင်လေးပြောရရင်တော့အဲ့တော့ story ကကိုယ့်အောင်ကြိုက်တယ်လို့ဖန်တီးလို့ရတယ်နော် customer story ကိုလိမ်လို့မရဘူးပေါ့လေတခြားဟာတွေကကိုယ့်အတက်ကိုယ့်ရဲ့ ideology နဲ့ story telling ကောင်းကောင်းပြောပြီးတော့ရောင်းတော့လို့ရတာဖြစ်တယ်ဒါကကျွန်တော် question နဲ့တွဲပြီးတော့ story နဲ့တွဲပြီးတော့ဘယ်လိုရောင်းအောင်လဲဆိုတော့ပြောပြခဲ့တာဖြစ်တယ်အခုလာမှာဗာလို့ပြောကြတော့ကျွန်တော်တို့ဒီနောက်တစ်ချက်ပေါ့နော် listening skill ကိုမသွားခင်မှာကျွန်တော်ခုပြောရမှာလူတွေပစ္စည်းဘာလို့မဝယ်လဲခံစားလို့မရဒီပစ္စည်းကိုဘလို့မှယုံကြည်လို့မရဘူးတွေးလို့လည်းမရဘူးယင်နဲ့လည်းမရဘူးဘာမှလည်းမသိခံစားလို့မရပြီးမယုံကျွန်တော်အရှိမအယောင်းသမားနဲ့ယုံကြည်မှုကိစ္စ၃ခုကျွန်တော်ပြောခဲ့တယ်ချုပ်မှတ်မိတယ် product ကိုယုံရမယ်အယောင်းသမားကိုယုံရမယ်ထုတ်တဲ့ company ကိုယုံရမယ်အဲ့၃ခုကိုယုံမှ customer ဝယ်တယ်အဲ့၃ခုမှာတစ်ခုခုမယုံမဝယ်ဘူးဝယ်ရမယ်ဝယ်လိုက်မိတယ်ဆိုရင်စိတ်ကတိကောင်းနဲ့ဝယ်တာပဲစိတ်ကျဉ်တဲ့မှုအပြည့်နဲ့ဝယ်တာမဟုတ်တော့ဘူးအဲ့လိုဖြစ်သွားတယ်ဆိုတော့ဒါကိုတစ်ချက်သတိထား customer မဝယ်ဘူးဆိုရင် customer ငါပစ္စည်းကိုဘလို့မှခံစားလို့မရလားငါတင်ဆက်ပုံမှားနေရလားဒါမှမဟုတ်ငါ့ကိုမယုံတာလားဘယ်သူ့ကိုမယုံတာဘာကိုမယုံတာလဲအဲ့ဒါတစ်ချက်ရှိအဲ့လိုစဉ်းစားလို့ရတယ်နော်အဲ့တော့တကယ်လာပြီခံစားချက်တွေသိချင်တယ် customer ခံစားချက်ဘာဖြစ်လဲသိချင်တယ်ဆိုကျွန်တော်ကနားထောင်တဲ့ပုံနားမထောင်တဲ့ကျွန်တော်မရောအောင်နော်ပုံမှန်ပဲကျွန်တော်နားထောင်တွေ့မှုတွေဖြစ်လူတယောက်နဲ့စကားပြောတဲ့ခါကျရင်အဖြေကိုတန်းပြီးတော့ပြောချင်တဲ့စိတ်တွေတစ်ဖွာဖွာပေါ်လာတာကိုဘက်ကပြောတာမဆုံးသေးဘူးကိုအဖြေပေးချင်နေပြီ customer ရဲ့စကားမဆုံးသေးဘူးငါတိတာပေါ့ तू ငါ့ကိုဒါပဲပြောတော့မှာကိုကအရင်ပြန်လွတ်နေအမားတယ်အမားတယ်နော်အဲ့တော့အဖြေတန်းပေးချင်တဲ့စိတ်တစ်ဖြည်းဖြည်းပေါ်လာရှိတယ်နော်နားထောင်နေတယ်လေစောင့်နေတာ manager နဲ့ပြောအချင်းချင်းပဲပြော तू ပြောပြတယ်ငါဘာပြန်ပြောလိုက်မဆိုတွေးပြီးတော့နေတာနားမထောင်နေအဲ့နားထောင်နေရမဟုတ်တော့ဘူးအဲ့လိုပုံစံမျိုးနဲ့တစ်ဖက်လူကိုကျွန်တော်တို့ကနားထောင်နေလို့ထင်နေတယ်အမားတယ်အဲ့နားထောင်တာမဟုတ်တော့ဘူးဟုတ်ပြီနော်နောက်တစ်ခုကဖြတ်ပြောတာကိုဘက်ကလူမယုံသေးဘူးကိုကဖြတ်ပြောဝင်ပြောနေအရင်ရုပ်ဆိုးတယ်ကို့အလုပ်လည်းကြိုက်မှာမဟုတ်ဘူးကိုလည်းအလုပ်ခံရမှုလိမ့်မယ်ချို့နေရတယ်မှာခင်ဗျကျွန်တော်ပြောတာနားထောင်ကျွန်တော်တို့တခါကြရင် complaint တက်လေကိုကစာတင်နေတယ်လို့အဲ့တော့ညာသားအပြင်ပုံဝင်လင်းပြောရင်ကျွန်တော်က service failure ဖြစ်အရင်အသက်ရတယ်အဲ့ company တွေကိုဒါပေမဲ့ကျွန်တော်ကတစ်ခါဘာဖြစ်လို့ပြောရင်ကိုယ်နဲ့စာတင်တဲ့အခါကျတော့လုပ်ငန်းလုပ်နေတဲ့အခါကျတော့နားလဲတယ်ဟောဒါဖြစ်တတ်တယ်ဒါလိုဖြစ်တယ်ဒါပေမဲ့ငါသူ့ကိုတော့ပြောပြလိုက်မယ်ပေါ့နော်ငါမကျင်တဲ့အကြောင်းတော့ငါပြောပြလိုက်မယ်အဲ့ဒါကိုကသွားပြောတာကိုပြောတာကိုနားမထောင်မင်းနဲ့သူတို့ပြောချင်တာတွေပဲကျွန်တော်ပြန်ခံပတ်အဲ့ရပုတ်ဆိုးကုန်အပူပေါက်ကွဲကုန်အဲ့ manager ကိုခေါ်တွေ့တဲ့အဆင့်တွေပဲကျွန်တော်ရောက်ကုန်ခါကျရင်ကျွန်တော်အဲ့လိုအရင်ရစ်ချင်ရှောက်ရစ်ကုန်ပုံမှန်ပဲနားလည်ပေးတတ်ပါတယ်ပေါ့ကိုလည်းစာတင်နေတာစီးပွားရေးလုပ်ငန်းလုပ်နေရဗျာ failure တစ်ခါလေဖြစ်တယ်ပေါက်တာဘာမှပေါက်လဲလို့ပြောရင်ကိုပြောတာကိုနားမထောင်မနဲ့လေသူတို့ထင်တာမြင်တာတွေကိုကြီးပဲစော့ပြီးတော့လေအတင်းကာရောကြီးလာပြောနေအမခံနိုင်တော့ဘူးကွာအဲ့မှာပေါက်ပေါ့နော်အဲ့ဒါလေးကတခါကျွန်တော်ဒီမှာပြောချင်တာဘာလို့လဲအရေးကြီးတယ်ကာဆာမရဲ့စကားကိုတော်ပြီးတော့လေဖြတ်ပြီးတော့မပြောကြနဲ့ကာဆာမကကောင်းရင်ကောင်းတယ်ပေါက်လာတဲ့ခါကျရင်ပို့ချုပ်ကုန်နော်အဲ့ဒါတစ်ချက်ရှိနောက်တစ်ခုကကိုကကြီးပဲပြောနေအပြောကြီးတစ်လိုင်းဖြစ်နေတာကိုကကြီးပဲဖြတ်ပြောနေတာကာစမာအိုးနားမထောင်ကိုဘက်ကလူဘာပြောနေလဲဟိုနားမထောင်ကိုကကြီးပဲလှော့တာအဲ့လည်းပြဿနာရှိတယ်နောက်တစ်ခုကကျတော့အဆုံးသတ်ပေးချင်တာခင်ဗျားပြောတာဒါမှမလားကျွန်တော်သိတာပဲအဲ့စိတ်မျိုးဖြစ်ပြီးတော့တစ်ဖက်လူပြောတော့အဆုံးဝင်တတ်တာဟိုလူကမဆုံးလိုက်ရအောင်ကိုကဆရာကြီးဖြစ်နေပြီနင်းပြောတာငါကုန်သိတယ်ပေါ့အဲ့ဒါဆိုရင်လေကျွန်တော်ကနားထောင်တာမဟုတ်တော့ဗျာနော်ဒါဖြစ်တတ်တဲ့ဟာလေးကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်ဘယ်လိုနားထောင်ရမလဲ
ကျွန်တော်ပြောရမယ်နားလဲဖို့ပဲနားထောင်ပါဘသူပဲစကားပြောကိုယ့်ရဲ့ချစ်ချစ်နဲ့ပဲစကားပြောနော်အိမ်တော်ဘက်နဲ့ရည်စားနဲ့ပဲစကားပြောတငယ်ချင်းနဲ့ပဲပြောအလုပ်ဖို့ကိုင်းဘက်ချင်းပဲပြောပါတနာချင်းချင်းပဲပြောကာစတမာနဲ့ပဲပြောတစ်ဖက်လူစကားပြောရင်နားလဲဖို့ပဲနားထောင်ဘာမှမတွေးနေနဲ့ तू ပြောတာပဲattention အကုန်ပေးချပါလားစိတ်ကောလူရောခန္ဓာကိုယ်ရောဗျာဟာဟုတ်ကဲ့အကိုပြောပါနားထောင်သိချင်နားထောင်အရင်ရည်ကြည့်ရတာအဲ့တခါလေးကြာရင်အဲ့လိုနားထောင်ပေးလိုက်ချင်းကောကိုကာစတမာတော့ရင်ထဲမှာပေါ့သွားပြီးတော့သိချင်နေပြီးတော့ကိုယ့်ရှိကထက်ခါလာဝဲတဲ့လူရောရှိနေတယ်နားထောင်တဲ့ကိုနော်အဲ့ဒါအရေးကြီးနားထောင်ချင်းဒီနားထောင်တဲ့ကိုအဲ့တော့ကျွန်တော်ဒီမှာဘယ်လိုလဲလို့ပြောတာနားထောင်ရင်တစ်ဖက်လူကိုပါ attention ပေးတယ်လို့ခံစားရသွားအောင်နားထောင်ဖို့လိုတယ်အဲ့တော့နံပါတ်1ကဘာလို့ပြောရင်ကျွန်တော်တို့ကပြောရတယ်ရက်လိုက်first rule ကဒါပဲဘယ်သူပဲဖြစ်တစ်ဖက်လူပြောနေလာပြောဆိုရင်ကိုဘာမှမပြောနေရက်လိုက်အဆုံးအောင်တော့ဟုတ်လား तू ပြောအကိုပြောပြီးရင်ကျွန်တော်ပြောပြရစီဘာလို့ဖြစ်နိုင်လဲဒါဆိုတော့ကျွန်တော်ပြောမယ်နော်ခွင့်တောင်း तू ပြောတာပြီးသွားတော့မှကျွန်တော်ဆက်တယ်ဆိုရင် तू ကလည်း तू ရင်ထဲရတယ် तू ပြောပြလိုက်တယ်ဆိုရင်စိတ်ကတောက်ဝပေါ့သွားပြီပြီးတော့မှကိုကခွင့်တောင်းလိုက်တယ်အဲ့ဆိုအကိုကျွန်တော်ပြောပြရစီဆက်သွားမယ်အရင်ရေးကြည့်တယ်နော်ဒီအမူအရာဒီလောက်ရည်အရင်ရေးကြည့်တယ်နောက်တစ်ခုကဘာလို့ပြောရင်နားထောင်နေတဲ့အချိန်မှာကျွန်တော်ပြန်ပြောဖို့စဉ်းစားခိုင်းတာမဟုတ်ဘူးတစ်ဖက်လူရဲ့အတန်နဲ့အတန်ထားအပြုတ်ကိုပါတစ်ချက်ကြည့်ပါဒါအရေးကြီးတယ်တချို့လူတွေကစကားလုံးကောင်းကောင်းမွန်ပြောနေပေမဲ့မျက်နှာဖေးတွေပါတစ်ချက်ကြည့်ရဆိုကိုယ်မကျေနပ်လို့ပြောနေရရှိတယ်တချို့ကလာရစ်ချင်လို့ပြောနေရလေရှိအဲ့ဒါကိုတစ်ချက်သုံးသပ်ပြီးတော့အဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကအဖြေပေးတာအဲ့ဒါကြောင့်မို့လို့ဒီမှာဘာလို့ကောင်းလဲလို့ပြောရင်တစ်ဖက်လူကလာပြောနေပြီဆိုရင်သူ့ရဲ့အပြုတ်ဘယ်လေတန်နဲ့ပြောလဲမျက်နှာဖေးကဘယ်လိုရှိလဲအဲ့ဒါလေးကိုပါကျွန်တော်တို့ကသတိထားတတ်ဖို့ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ note ပို့လေးယူထားကျွန်တော်တို့ဒီ retail သမားတွေကျွန်တော် training တွေပါလိုက်ပေးရတယ်ကျွန်တော်အမြဲတမ်းပြောတယ်သူတို့လေးတွေစာအုပ်လေးတစ်ခုယူထား star customer လာရဆိုရင်ဘာမှမဟုတ်အဲ့ဟောဟာအကိုဒါလိုချင်တာနော်ဘာမှမဟုတ်ဘူးနော် heavy အကြီးကျယ်တွေမဟုတ်ကျွန်တော်လေးအခုချိန်ထိကျွန်တော်နဲ့ meeting ထိုင်ရင်ဝန်ထမ်းပဲဖြစ်ကျွန်တော် client ဆိုပို့ဆိုတော့ပေါ့ကျွန်တော် client တွေတွေ့ရင်ကျွန်တော်တောက်ရှုပ်လိုက်အကုန်ချောက်ရေးအကုန်လိုက်ရေးလက်ရေးဆိုတာလေတမင်လောက်တာမဟုတ်ဘာလို့လဲပြောရင်ကိုယ်တိုင်းနားလဲခြင်းလို့စကလုံးလူကဗျာစကလုံးတွေပြောရင်ပြောနေမေ့သွားတတ်တယ်အဲသူတို့ပေးပြောနေချိန်မှာကိုကသူပြောတဲ့ဟာလေးကျွန်တော်အမြင်လိုက်မှတ်အခုချိန်ကြီးကျွန်တော်လုပ်တာသူများတွေကိုလည်းအကြံပေးတယ်ကျွန်တော် sales training တော့တင်တယ် customer service တော့တင်တယ်အမြင်ပြောတယ် retail သမားတွေဆိုပါဘူးမင်းတို့ customer လာလို့စကားတော့ပြောရင်ဘာမှမဟုတ်နော်ဒီစာအုပ်လေး PC လေးခြင်တာဘောပင်လေးနဲ့ဟာအကိုကြီးဘာလေးလို့ချင်တာဟုတ်ကဲ့အမနာမည်လေးကဘယ်သူလဲဘာလေးမေးပြီးတော့မှသွားတယ်ဆိုရင် customer အော်ဒီလူဒီငါ့ကိုအာရုံစိုက်နေပါလားဆိုတဲ့ခံစားချက်ရတယ်။ဒါရအရေးကြီးတယ်။နောက်တစ်ခုကကိုနားလဲလိုက်တာဒီမှာနားတာမဟုတ်နော်။ကိုနားလဲလိုက်တာတွေကိုပြန်ပြောပြပါ။နော်။ကျွန်တော်အမြဲတမ်းအယိုးရှင်းဆုံးဥပမာလေးပြောတယ်။ဒါပါလေပေါ့။အဲ့တော့တချို့တော့က okay တချို့တက်ကကြတော့ပတ်စံတချို့ကျတော့အိုးဒိတ်ပဲအများကြီးရှိပါတယ်။အဲ့အခုအဆင်ပြေလို့ပြောတာနော်။အခုဒါလေးကိုမကြိုက်ဘူးလို့ပြောတော့နော် customer ပြီးသွားတဲ့အချိန်မှာကိုက summarize ပြန်လုပ်ပေးတာအခု delivery နောက်ချတဲ့ကိစ္စကိုအဆင်မပြေလို့ပြောတာနော်ကိုဟုတ်လားဟုတ်တယ်တခါကျမဟုတ်ဘူးဆိုရင်မဟုတ်တယ်ရင်လည်းကျွန်တော်ဘာဖြစ်လို့ပြောဒီကောင်ကပြောတာတခြားနားထောင်ထားပါလားဆိုတဲ့ခံစားချက်ကိုဖြစ်စီတယ်အဲ့လိုမျိုးလို့ customer ကို summarize ပြန်လုပ်ပေးပါနောက်တစ်ချက်ကဘာလို့ပြောရင်တကယ်လိုရင်းအကြောင်းအရာတွေပြဿနာတွေထပ်ပြောလာအောင်မေးခွန်းမေးပါကျွန်တော်တို့ကတစ်ခါတလေမှာဒီနေ့ပဲเนาะဒီနေ့ကြုံလို့ကျွန်တော်စေးရုံတစ်ခုကိုကျွန်တော် consultant လုပ်ပြီးmanager ကကျွန်တော်ပြောဆရာကျွန်တော်တို့စေးရုံကဝန်ထမ်းတွေကဟုတ်လား customer service ညံ့တယ်ဆိုပြောတယ်ကျွန်တော်လာတင်ပေးပါပေါ့လေနော်တင်နေလိုက်ပြီရတယ်ကျွန်တော်တို့ဘယ်နေ့ပေါ့ဗျာဆွေးနွေးပြီးတော့ကျွန်တော်တို့ဖြတ်လိုက်တယ်အဲ့တော့ဘာလဲလို့ပြောရင်ကျွန်တော်တစ်ခါသွားသတိထားမိတယ်ဆိုတော့သူတို့က customer စေးရုံကဆိုတော့လာ customer လာပြီးတော့သူကပြီးပတ်စံပြီးဖြတ်သွားတော့ဘာမှလည်းမဟုတ်တခုခု complaint ရတက်တယ်ဆိုရင်လေဟုတ်ကဲ့ကျွန်မမှတ်ထားပြီးတော့ manager ကိုပြလိုက်မယ်အဲ့လောက်ပဲရက်ထားတယ်အဲ့လိုမဟုတ် customer တခုလာပြောပြီးဆိုရင်လေအမတခြားတောင်းဆိုချင်တာလေးရှိသေးလားတခြားကျွန်တော်တို့ဘက်ကကူညီပေးစရာလေးညာရှိတာခင်ဗျာရှိတာရှင်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကမရှိဘူးလည်းမရှိဘူးရှိရဆိုရင်လေဒါလေးတော့ထပ်လုပ်ပေးစီချင်တယ်ဒါဆိုကျွန်တော်တို့ idea ရတယ် customer နဲ့ကျင်းတယ်သူငါ့ကိုအရေးတယူနဲ့ဟလာမေးမြန်းနေပါလားဆိုတော့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါအများကြီးကောင်းတယ်အဲ့တော့
ဒီလိုအချက်တွေနဲ့နားထောင်မယ်ဆိုရင် customer တွေကကျွန်တော်တို့ကိုအရင်အထက်ကိုပို့ပြီးတော့customer တွေကိုပို့ပြီးတော့ဆွဲဆောင်လာနိုင်မှာဖြစ်တယ်